ဘုံခေါ်ဖန်စာဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့လာအိုနိုင်ငံရဲ့ဝါဝင်ပွဲတော်ကာလပထမဆုံးနေ့ကိုခေါ်တဲ့ဘုံခေါ်ဖန်စာလာအိုနိုင်ငံကဗုဒ္ဓဘာသာနိုင်ငံဖြစ်တာနဲ့အညီစွန့်လောင်းတဲ့အခါမှာဘုန်းကြီးကျောင်းသွားတဲ့အခါမှာဝတ်ဆင်ရတဲ့ရိုးရာဝတ်စုံပုံစံလေးရှိရပေါ့နော်မြန်မာလိုပါပဲအတူတူပဲအမျိုးသမီးတွေလည်းလုံလုံချုံချုံရတယ်အမျိုးသားတွေလည်းလုံလုံချုံချုံရတယ်ဒီမှာပို့ပြီးထူးခြားတာကအမျိုးသားတွေလည်းဘုန်းကြီးစွန့်လောင်းရင်တပတ်ပတ်ကြရပေါ့နော်တပတ်ကလေးတွေပါတယ်အမျိုးသမီးတွေမြန်မာမှာကျတော့အမျိုးသမီးတွေပဲတပတ်ကိုသုံးတာအမျိုးသားတွေတပတ်မသုံးဘူးဒီမှာကျတော့မဟုတ်ဘူးဘုန်းကြီးဆွမ်းလောင်းရင်တာမန်ဘုန်းကြီးဆွမ်းလောင်းတဲ့နေ့ဖြစ်နေပါစေတော့အမျိုးသားတွေဆွမ်းလောင်းရင်အမျိုးသားတွေရဲ့ပခုံးမှာဒီလိုတပတ်လေးတွေလူတိုင်းမှာပါတယ်တပတ်မပါရင်ဆွမ်းမလောင်းကြဘူးလို့ပြောရမှာပေါ့နော်အမျိုးသမီးတွေလည်းတပတ်လေးပါတယ်အမျိုးသမီးတွေကရိုးရာဝတ်စုံလေးဝတ်တာများတယ်